အားလုံးပဲမင်္ဂလာပါရွှေသွေးချန်နယ်မှပြန်လဲကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့250ကျော်ကထုတ်ဝေခဲ့တဲ့ရွှေသွေးချန်နယ်တွေထဲကပကြီးဆရာကာတွန်းဆရာကြီးတွေရဲ့ရတပြောင်မြောက်လာတဲ့လက်ရမွန်လေးတွေပြန်လဲခန်းစားငယ်ဝပြန်သွားနိုင်စေရန်အပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မောင်ညီမလေးတို့ရေဒီတစ်ခါတင်ဆက်ပေးမဲ့ဇလန်းလေးကတော့ပကြီးဆရာကြီးဦးစိန်ရဲ့စုပေါင်းအင်အားလို့အမိရတဲ့ဇလန်းတို့လေးဖြစ်ပါတယ်ကျေးရွာမူလာတန်းကျောင်းဆင်းချိန်ဖြစ်လေသည်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကြရင်တို့တန်းသားတွေစုပေါင်းပြီးထူးထူးခြားခြားတစ်ခုလုပ်မယ်လို့ဆရာလေးကပြောထားတယ်ကွအေးကွဘာလုပ်မယ်မသိဘူးဟောဆရာလေးလာနေပြီမနှက်ဖြန်အတန်းထဲရောက်ရင်ဆရာပြောပါမယ်နောက်တစ်နေ့ရောက်တော့ဒီကနေ့ကစပြီးကျောင်းအားရက်တိုင်းတဲချောင်းထဲမှာရှိတဲ့ဟောဒီရွယ်ကျောက်စရစ်ခဲကလေးတွေကိုရှာပြီးစုဆောင်းရမယ်နောက်တစ်နေ့ကျောင်းပိတ်ရက်တွင်ရေခမ်းနေသောတဲချောင်းထဲသို့စုပေါင်းကသွားကြပါတယ်။ဒီဘက်မှာအများကြီးပဲဆရာလေး။ဒီကြောက်ခဲတွေကောက်ပြီးဘာလို့ဖို့လဲမသိဘူးကွ။ထိုအချိန်မှာပဲလာကြပါအောင်။လုံကြီးကျွတ်နေလို့လေးလိုက်တဲ့ကြောက်တုံးလုံကြီးကျွတ်တော့မလို့ဟေ့ချက်ကြီးမင်းကဆရာလေးပြောတာကိုတေးသေးချာချာမှနားမထောင်ပဲဒီရွယ်လောက်ကလေးတွေကောက်ရမှာကွ။ကဲတပီးတို့အိမ်ပြန်ကြစို့ကြောက်ခဲတွေတော်တော်ရပြီပဲကျောက်စရစ်ခဲကလေးများကိုလုံလောက်စုဆောင်းမိသဖြင့်ကျောက်စရစ်ခဲတွေကိုဆေးရောင်စုံချေရမယ်ပြီးတော့လှုပ်เสียရှိသေးတယ်စုပေါင်းပြီးအလုပ်လုပ်ရတာတိတ်ပျော်တာပဲမောလဲမမောဘူးကွဒီကုန်းဆောင်ကမြက်ခင်းပြင်မှာအင်္ဂတေလောင်းပြီးတော့ရောင်စုံကျဲထားတဲ့ကြောက်ခဲလေးတွေကိုဆရာပြထားတဲ့အကွက်တိုင်းတေးသေးချာချာစီကြအဲ့ဒီနေရာမှာအညိုရောင်တစ်လုံးသွင်းရမယ်ဟော့ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပေါ်လာပြီးကွမင်းတို့တွေအခုလိုစုပေါင်းပြီးညီညာလုပ်ကြမယ်ဆိုရင်ဘာမဆိုအောင်မြင်မှာပဲဗိုလ်ချုပ်အောင်ဆန်းကိုအလေးပြုဇလန်းလေးကတော့ဒါပါပဲအဆုံးထိကြည့်ရှုပေးလို့အထူးကျေးဇူးတင်ပါတယ်ဒီလိုရသမြောက်ဇလန်းလေးတွေစက်တိုက်ကြည့်ခြင်းရင်ရွှေသွေး channel လေးကို subscribe and like နှိပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးပဲကိုယ်ချမ်းသာစိတ်ချမ်းသာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်